ငါတို့ကငါတို့စိတ်တိုင်းကြငါတို့လက်ငါတို့ချေငါတို့ကြိုက်တဲ့ပုံစံလုံးမယ်ဆိုတဲ့လူတွေလုံးဝမကြည့်နဲ့ဒီဗီဒီယိုโอเคနော်ဟိုအခုလေကျမရောက်နေတဲ့နေရာလေးကချင်းတွန်းလမ်းမှာပါရှင်ချင်းတွန်းလမ်းနဲ့ဆွဲတော့လေးလမ်းတောက်မှာရောက်နေပါတယ်ကျမအခုပြပေးချင်တဲ့နေရာလေးကဒီမှာချင်းတွန်းလမ်းနဲ့လည်းနီးရမယ်အသစ်နေတိုက်လည်းပါရမယ်ပြီးတော့အရာအားလုံးအစင်တဲ့အားလုံးဖြစ်နေရမယ်ဘာလဲပြောချင်တာကွာအရာအားလုံးဆိုတာကအိမ်တအိမ်မှာဆိုရင်ဗီဒီယိုတွေပါမယ်မှန်နေကုန်တွေပါမယ်ဖျားចောင်းဆောင်တွေပါမယ်အဲ့လိုဟာတွေအားလုံး ready ဖြစ်ချင်တယ်ဆိုတဲ့သူတွေပဲအတွက်ပဲဒီဗီဒီယိုကလေနော်မဟုတ်ဘူးတို့ကတော့ငါတို့ကငါတို့စိတ်တိုင်းကြငါတို့လက်ငါတို့ချေငါတို့ကြိုက်တဲ့ပုံစံလုံးမယ်ဆိုတဲ့လူတွေလုံးဝမကြည့်နဲ့ဒီဗီဒီယိုโอเคနော်ဘာဖြစ်လို့လဲဆိုကြိုက်မိသားမှာဆိုလို့ကြည့်မိလို့ကြိုက်သွားရင်ကွတာဝင်မယူโอเคနော်ဟုတ်ပြီလား like itကျမလေးသိလားဒီအိမ်ကြီးကိုလေကြော်ညာရင်းနဲ့ကြက်သိန်းနေထားရဲ့ဒီအိမ်ကဘယ်မှာရှိလဲဆိုအရန်ပြောပြချင်နေပြီတော့ပုဗ္ဗတီတီမြို့နယ်ဆွဲတော့လေးလမ်းမှာရှိတယ်ရက်ကွက်ကကြတော့ဝနဒီပါရက်ကွက်ပေါ့နော်โอเคဆွဲတော့လေးလမ်းမှာရှိပြီအလဲလေးရကြတော့မြောက်ဖက်လဲလေးဖြစ်သွားမယ်ပေကျဲက40 60ကိုယ့်အမီပြောင်းလို့ရမယ်ဟုတ်ပြီနော်ဒီမှာဒီကွက်ကလေးကိုကျမပြမယ်ဒီတိုက်ကလေးသိလားပုဗ္ဗတီတီမြို့နယ်တစ်ခုလုံးမှာတစ်လုံးနဲ့ရှိတော့တိုက်โอเคနော်ပြောချင်တာသူ့ဒီဇိုင်းနဲ့သူ့ quality နဲ့ဟာဆက်မိအဲ့ဒါကိုပြောချင်တာပုံစံကွက်ထွက်နေစေရမယ်ဟုတ်ပြီနော်ပုဗ္ဗတီတီမျိုးနဲ့တစ်ခုလုံးမှာဒီတိုက်တစ်လုံးပဲဒီဒီဇိုင်းနဲ့ရှိပါမယ်ဆိုတော့ကျွန်မပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အထက်ကိုသွားကြမယ်ရှင်အပြင်ဘက်လေးလည်းပြပေးပါဦးသမီးဒီမဲ့ဒါဘာလို့လဲဆိုတော့ဒီအပြင်ဘက်လေးကစားကြည့်လိုက်နော်အပြင်ဟိုတို့အိမ်ကြီးကိုပေါ်အောင်ရိုက်ပြီးပြီလားရိုက်ပြီးပြီနော်โอเคနော်ဒါဆိုအထက်ဝင်မလားကားပါကင်ဟိုဘယ်လောက်ရမလဲကြည့်မယ်ဒီမှာဒစီလွတ်လွတ်ကျွတ်ကျွတ်ထိုးဒီဘက်မှာဒစီ2စီးလောက်ရမယ်ရှင့်2စီးကတော့တက်တက်တက်ဖြစ်သွားမယ်အရင်လွတ်လွတ်ကျွတ်တော့မဟုတ်ဘူး40 60မှာဒီလိုမျိုးကားပါကင်ကျဲကျဲနဲ့ရဖို့ဆိုတာမလွယ်ပါဘူးရှင်ဒီမှာရပြီနော်โอเคနော်နောက်တစ်ခုသူ့ရဲ့မှာအိမ်အပြင်စံလုံးဝ modern design ကျမတို့အတွင်းထဲမှာဘလိုတွေမိမိုက်နေလဲဆိုတော့သတ်ကြည့်ကြမယ် like ခဲ့ပေးပါရှင်အခုစပြီးတော့ကျမတို့ဝင်မယ်ရှင်ဒီမှာကြည့်အောင်တကားကိုပြပေးမယ်ခဏလေးတကားလေးကိုသဘောကျလို့ဒီမှာကြည့်တကားလေးကကြည့်ပါဦးဒီဘယ်ဘက်ချမ်းလေးကကြသေးသေးလေးဒီဘက်ချမ်းအကြီးလေးနဲ့ဒီမှာတကားရဲ့ quality ကိုလည်းကြည့်နောက်တစ်ခုကသူကဒီလိုမျိုးဒီမှာဒီလိုလေးfinger လေးနဲ့ဒီလိုလေးနှိပ်လိုက်တာနဲ့ပွင့်တဲ့ဟာမျိုးလေးပါရှင် okay အဲ့တော့လာပါရှင်ထဲကိုဝင်လိုက်ပြီးကျမတို့ဖုန်းလေးကပြီးမှကင်မယ်စပြီးတော့ဝင်လိုက်ချင်းမှာ air space ကိုတွေ့ပါမယ် air ကလည်းကြစ်ကြစ်လေးဖြစ်မှာဒီမှာကြည့်သုံးပေးထားတာလေးကြည့်နော်ဒီဝီလေးတင်မယ်ပစ္စည်းတွေအကုန်တင်မယ်ဟောဒီမှာအထဲတွေထည့်မယ်ဒီနားလေးမှာခုံလေးတွေချထားမယ်ခုံလေးတွေချပြီးတော့ဒီမှာစပိတ်လုံးဝ private ဒီမှာကြည့်ပါဦးလိုက်ကာတွေပါပြီးသားနှစ်ထပ်နော်လိုက်ကာကလည်းလေ okay အဲ့ကားလေးနော်ကြစ်လေးနော်ဟောပြောလိုက်တာ okay ဒီမှာကြည့်ပါဦးဖះเจ้าဆောင်ကြည့်ပါဦးဖះเจ้าဆောင်လေးနဲ့ဒီမှာလေးချတက်ခက်လေးထားလို့ရတယ်ပူစော်လို့ရပါမယ်ရှင်ပြီးတော့စပိတ်လေးရလဲဒီလိုမျိုးလေးကွက်တိမက်ဆီပေါ့နော်အဲ့လိုလေးဖြစ်သွားမယ်အပေါ်ပိုင်းဟာဒီလိုမေးဆိုင်နေရဆိုရင်လဲပြောရရင်ကွာလုံးဝဘလို့လဲမသိခံစားချက်လေးရမိုက်တယ်နော်โอเคအဲ့တော့ကျမတို့စပြီးတော့လာအထဲတွေကဘလောက်ထိဘလို့တွေလဲညှွှန်းတာလောက်ရောကောင်းရဲ့လားဆိုရင်လာလိုက်ကြည့်လိုက်လာကျမညှွှန်းတယ်ဆိုတာတော့မှပဲနဲသွားအောင်မသိလားလာကြည့်လိုက်အိုးဒီဥစ္စာမာစတာခန်းမှာရှင့်မာစတာခန်းမှာဒီမှာလာခဲ့ကျမတို့အမျိုးသမီးတွေကြိုက်ကိုကြိုက်တယ်မကြိုက်ဘူးမညာနဲ့ကြိုက်ကိုကြိုက်တယ်ဒီမှာကြည့်ဒါမျိုးတွေပါလို့တော့ကြိုက်မှကြိုက်ဟောထက် quality သုံးထားတာကိုကြည့်နော်ဒီမှာညနာကွက်ထက်ညနာလေးလို့ဒီမှာမကြည့်ရှယ်အပေါ်မှာရောနော်အပေါ်မှာじゃမသုံးတဲ့ပစ္စည်းတွေထားလိုက်ပေါ့ကွယ်ပြီးဆိုရင်ဒီရဲ့အဝါတွေလည်း quality အကောင်းတွေသုံးပေးထားတာတွေ့ရတယ်နော်โอเคဒီမှာအိုးဘတ်တက်လေးနဲ့ဒါဒီမှာဘတ်တက်ကလေးရလဲဒီလိုလေးနော်ကြစ်လေးကွယ်ဘတ်တက်ကဒီမှာထားတယ်ဒီမှာရေရုပ်ကအိမ်နာတက်တယ်ဒီမှာလည်းဘတ်တက်မှာစိမ်ပြီးသွားရင်ဒီမှာပြန်ပြီးတော့ရေအကြည့်ချိုးလို့ရမယ်ပြီးဆိုရင်ကိုဒီကိုမျက်နှာဘာရှိလဲအကုန်လုံးကြည့်လို့ရမယ်မှန်လေးပါလေးရရှင်နော်ဘေးစင်လေးလည်းပါမယ်โอเคမြန်ထွက်မယ်နောက်တစ်ခါဒီမှာနောက်တစ်ခါဒါလည်းမာစတာဒီမာစတာကတော့ခုနကမာစတာနည်းနည်းကျင်းသွားမယ်သို့တော့ကတင်အေးစစ်လွတ်ကျွတ်ထားလို့ရမယ်ဗီဒီယိုထားလို့ရမယ်လာဒီမဲ့ဒီရဲ့ဟွာပေါ့နော်မီးပုံဟွာကရေချိုးခန်းအိမ်သားရဲ့ဟွာကိုကြစ်လက်မှုတစ်ချက်ပြမယ်ရှင်ဘေးစင်ဆိုရင်လည်းကြည့်ပါအကြီးပါရှင်နော်ပြီးရင်ဒီလိုလေးတွေပိတ်ပေးထားတဲ့အတွက်အထဲထဲမှာပစ္စည်းထားလို့ရမယ်နောက်တစ်ခုကကြတော့ဒီထဲမှာဒီလိုမျိုးတန်းလေးတွေပါတယ်ဒီလိုလေးတွေပါတယ်တမီးပြ
ဒီလိုလေးတွေပါတဲ့အတွက်ပစ္စည်းတွေတင်ကောက်တင်ကျမလိုမိမဆိုတော့ကောက်တင်တာတင်ပြီးတော့ကောက်ဒီထဲမှာအားလုံးလုပ်လို့ရသွားမယ်နော်โอเคနော်ဒါကဒုတိယတစ်ခန်းနောက်တစ်ခုကကြတော့ तू ဒီအားလုံးကျွန်းသားတွေတုံပေးထားတယ်ကျွန်းရဲ့အရာကိုတစ်ချက်ရှိုးကျွန်းပါကင်းတဲ့ဒီကျွန်းအယောင်တဲ့ကိုဖတ်ဆက်မိအောင်ကိုလှုပ်ထားတာဒီနောက်တစ်ခန်းကိုလာပြီဟောဒီခန်းဆိုလဲကြက်ကြက်လို့မယ်ပြီးပြီဆိုသူ့ရဲ့မှာအသက်ကတော့ဗါလဲဆိုမှန်နေကအကြီးအရွှေကြီးတွေကွာဒီမှာအခန်းကလည်းကျဲတယ်နော်တော်တော်လေးကျဲမယ်ဒီမှာဒီဘက်ကလည်းရေချိုးခန်းအိမ်နာသမီးလာပြရေချိုးခန်းအိမ်နာဒီလိုမျိုးလေးပြပေးသမားမိုင်းဟဲ့ဒီမှာကြည့်ရေချိုးခန်းမှာလည်းဒီမှာရေဘူးရေအေးပါမယ်ရှာဝါဒီလိုမျိုးလေးချွတ်လုပ်လို့ရမယ်โอเคဆက်သွားမယ်လာမိဖို့ကန်းအမအရန်ပြခြင်းနေတာမိဖို့ကန်းဒီဘာကြောင့်ပြခြင်းလဲဆိုဒီမှာကြည့်မိဖို့ကန်းထဲမှာဟင်းချက်မယ်ဟင်းနဲ့နေအပြင်ကိုမရောက်စေနဲ့អော်စရာမလိုတော့ဒီမှာပိတ်လိုက်ဘာအနံ့မှထွက်စရာမရှိဘူးရှင်အထဲကိုလာလိုက်ပါတို့တွေပြခြင်းနဲ့မိဖို့ကန်းကြည့်လိုက်ပါမိဖို့ကန်းဒီဘာလို့မိဖို့ကန်းကိုကျွန်မကြိုက်တယ်မိဖို့ကန်းထဲမှာတနာကြီးကြာအောင်မချက်ဘူးအလွန်ဆုံးကြားတယ်ထားလိုက်တနာကြီး2နာရီပေါ့ဒါပဲဟုတ်တယ်မလားမိဖို့ကန်းထဲမှာတနေကုန်မနေဘူးကွယ်ဒီလိုကြစ်လေးကွက်ရွယ်လေးပဲကောင်းတယ်ဟုတ်တယ်နော်ဒီမှာရှိပစ္စည်းတွေထည့်လို့ရတယ်အောက်မှာလည်းအပြည့်ထည့်လို့ရတယ်အပေါ်မှာလည်းထည့်လို့ရမယ်နော်โอเคနော်ပြီးပြီဆိုရင်သူတို့စောက်ထားတဲ့လူတွေရဲ့ idea ကိုပြောပြမယ်ဒီရဲ့ပါကင်းဘလို့ခေါ်လဲဒီဥစ္စာဟာတို့နေပါအောင်ကြွေပြားကတ်ထားတဲ့ဥစ္စာမှာဒီမှာအနာတက်ပေးထားတယ်လုံးပေးထားတယ်အနာလုံးပေးထားတော့ကျမတို့ဒီမှာကြည့်ချက်ဆန်းပြုတ်ဆန်းဘာမှထိနာစရာမရှိဘူးเนาะအဲ့ဒီလိုလေးပါစဉ်းစားပြီးတော့လှုပ်ပေးထားတာကျမတွေ့ရတယ်ပြီးပြီဆိုကျမတို့တွေဒီမှာကြည့်ကြဲလွန်းကျမတို့ကစေးကျင်ကြောကျင်တာဒီမှာဒီဘက်လေးမှာစေးပြီးပစ္စည်းလေးဒီပေါ်တင်မယ်ဒီလိုမျိုးအတွေးနဲ့လှုပ်ပေးထားတာကိုတွေ့ရတယ်နောက်တစ်ခုဒီမဲ့ဒီဥစ္စာလေးကိုလည်းဖက်ဆိုဖီးဆိုဒီဘက်ရွှေလိုက်ဟိုဘက်ရွှေလိုက်လေဝင်လွေတော့ကောင်းတာကိုလည်းမြင်နိုင်တယ်ဒီဘက်တင်လားဆိုလည်းမဟုတ်ဒီဘက်တွေရောဟုတ်ပြီနော်ဒီတကားကိုလည်းကျမတို့ကဟင်းချက်နေတဲ့အချိန်မှာဒီလိုပိတ်ထားလို့ရတယ်လို့အိမ်နာတက်ချင်တဲ့ချမင်းချက်နေနဲ့ငါတော့အပေါ်သွားချင်တယ်ဆိုဒီမှာဝင်ပြီးအပေါ်သွားလိုက်ရုံပဲဟုတ်ပြီနော်ပြီးပြီဆိုအဲ့ဒီကအပေါ်ဟာတွေကကျမတို့ဒီမှာလောက်ကင်ထားတာဒီမှာရေးဘေးစင်ဒီမှာဆေးလို့ရမယ်အဲ့ဒီတည်းကထွက်လာတဲ့ဘေးစင်ဒီမှာဆေးလိုက်ရုံပဲဟုတ်ပြီနော်အားလုံးကကြစ်လေးကွက်တီမက်ဆေ့လို့ကျမကတော့မြင်ပါတယ်အဲ့တော့ခါကျတော့နေအောင်ပြအောင်မယ်ဟိုနေရာထမင်းစားကန်းသမီးဒီမှာထမင်းစားကန်းပြဒီမှာထမင်းစားစပွဲလေးချလိုက်ဟုတ်ပြီနော်အနက်အသက်ဆိုတာကန်းကိုရောက်စရာလုံးဝအကြောင်းမရှိတော့ဒီမဲ့ကျမတို့အပြင်ဘက်မှာဆိုရင်သူကရေတိုင်းကင်းကိုတစ်ချက်ပြပေးမယ်ရှင်ရေရလဲအပေါ်မှာဆင်းကိုအောက်ပေါ်နော်ဂါလန်2000စက်နဲ့ရေတိုင်းကင်းတင်ပေးထားတယ်ပြီးပြီဆိုရင်စားပစ်ကန်တွေနဲ့သေချာလေးဒီမှာလာကြည့်စားပစ်ကန်တွေပါမယ်ပြီးပြီဆိုရင်ဒီမှာအဲ့လိုမျိုးရေတိုးလောင်မှုအတွက်တွေပါကျမတို့ပါတာကိုတွေ့ရပါတယ်ရှင်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နော်အနှစ်ချုပ်လိုက်မယ်ရှင်ဈေးနှုန်းသိချင်နေကြတော့ပြီဈေးနှုန်းလေးကတော့3,500ညှိနှိုင်းလေးပါရှင်ဆွဲတော့လေးလမ်းရဲ့မြေကွက်ဈေးနှုန်းက4,000တစ်ပတ်လည်းမှာရှိပါတယ်ရှင်4,000တစ်ပတ်လည်းရှိရဆိုငါလိုချင်တယ်လို့ပြောမယ်ဆိုတော့မှရောင်းကွက်ကအရန်ရှာတဲ့နေရာဖြစ်တဲ့အတွက်ဒီလိုနေရာဒီလိုအသစ်တွေတိုက်ပါပြီးသားကိုပဲယူလိုက်ပါတော့လို့အကြံပြုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်